Hello ပင်ကိုလက်သက်ပါနေတဲ့သူဂျက်ဆိုးဂျက်ဖြက်သစည်းတိုက်ပါများလို့လက်သက်ပါနေတဲ့သူလေးအတွက်မြေဟောက်ပိုင်း bridge မှာ new valley treatment လေးပြုလုပ်လို့ရပါတယ်ရှင်လက်သက်ပိုင်းမှာအဓိကဂျက်ဆိုးလို့ပျက်စီးသွားရလည်းမဟုတ်ဘူးဂျက်ဖြက်လို့ပျက်စီးသွားရလည်းမဟုတ်ဘူးအဓိကသစည်းတိုက်လို့လက်သက်လေးပါသွားတာဖြစ်တာပေါ့နော်ရန်ဖန်ရန်ခါအသက်ကလက်သက်ပါတဲ့အခြေအနေနဲ့တိုင်ပေးတဲ့ artist ဆရာမကသစည်းလေးတွေတိုက်တာများခဲ့ရင်လည်းအောက်ခံလက်သက်သားလေးပါသွားနိုင်ပါတယ်ရှင်ကျဲဆိုးတဲ့သဘောမှာ beach ခံဖို့အတွက်သစည်းပိုင်းကိုလည်းနိုင်အောင်ကန်ရပါတယ်။သစည်းပိုင်းမနိုင်ပြန်ရင်လည်းကျဲအားကွာတက်တယ်လို့လက်သေးတို့ရင်လက်သေးပိုင်းရင်လည်းကွာဖို့ရခိုင်လို့များပါတယ်။အဲ့တော့အခုပြောချင်တဲ့အဓိကအကြောင်းအရာလေးကလက်သေးဆိုးပါဖြတ်ပါလုံးပြီးလို့ပါသွားသူပင်ကိုလက်သေးကိုမှပါနေတဲ့သူလေးတွေအတွက် new valley treatment လေးပြုလုပ်လို့ရပါတယ်ရှင်။ new valley ရဲ့သဘောတရားကပင်ကိုလက်သေးရဲ့အပေါ်မှာလက်သေးအမသားကိုခံပြီးကပေးတဲ့သဘောလေးပေါ့နော်။တချို့ကအယောင်လေးတွေကြိုက်တော့ပေါ်ကအယောင်လေးတွေချက်ဆိုးကြတယ်တချို့ကရှင်းလေးအကြည့်လေးမြို့ပါလေးအတိုင်းအမွေးချကြရင်ရှည်လာတဲ့ခါမှာပါနေတဲ့လက်သေးတွေကိုညက်ပြီးအစ်စ်ပြန်မွေးကြတာပေါ့နော်ဒါကြောင့်နေဆိုင်သွားလို့စိုးပါဖြစ်ပါများလို့သစည်းတိုက်ပါများလို့လက်သေးပါသွားတဲ့သူလေးတွေအတွက် new valley treatment လေးပြုလုပ်လို့ရပါတယ်ရှင်အဲ့တော့မင်တို့ဆိုင်မှာစိုးရင်ဖြတ်ရင်ပါသွားတဲ့ညီမလေးတွေအတွက်ဖုန်းလေးဆက်ပြီးလာခဲ့လို့ရပါတယ်နော်